ဘာတော့လဲ ပတ်စံပါမလားဘူးအရင်တော့အဖွားယူနေကြဆိုလေဟိုငါလည်းအမိုးမမနဲ့အခုဖွားမလိုက်တာနဲ့ပတ်စံပါမလားဘူး ငါမှလည်းပတ်စံဘူးအဲ့လောက်မပါဘူးဟာအမထူးပါဘူးဟာနင်အိမ်ပြန်ယူလိုက်တော့ ဟာငါဒီလမ်းရှိကိုနောက်တစ်ခါရှောက်အောင်ပါလားညစ်ပါတယ် အဲ့လောက်လည်းမဝေးပါဘူးဟာကဲလာငါလိုက်ခဲ့ပေးမယ်လား နင်ကတကယ်ကူညီမလား ကိုကြီးမှာပေါ့ အဲ့ဆိုလို့ရှိရင်လေနှစ်ယောက်လုံးပေးမယ်မဲ့တူတူလေနင်တယောက်တည်းနင်နာခံပြီးတော့ပြင်လိုက်ပြငါလေဟိုးရှက်တစ်ပင်လေးနားမှာစောင့်နေမယ်နော် ငါသွားယူရမှာငါသွားယူရင်နင့်မပေးမှာမဟုတ်ဘူးဟာ ဟောမပေးတော့လေဟာဈေးဝယ်တက်တာပေါ့မပေးလဲနေပေါ့တိုက်လိုက်ပါဟာအမေကပေးမှာနော် မားတာပါငါကမားတာပါနင်နဲ့ပတ်သက်မိတာငါကမားတာယူပေးမယ်စောင့်နေတော့ဆိုင်ရှင်တို့ ဟေး ဆိုင်ရှင်တို့ ဘာကိစ္စလဲမင်းထမင်းစားဖို့လာတော့မဖြစ်နိုင် ဟုတ်ပါတယ်ကျွန်တော်ထမင်းစားဖို့လာတာမဟုတ်ဘူးခင်ဗျာပတ်စံလာယူတာ ဘာပဲဆန်လဲမင်းနဲ့ငါနဲ့ဘာအပေးယူကိစ္စမှလည်းမရှိဘူးမင်းရှိတာဘာအကျွေးမှလည်းမရှိဘူး ဟုတ်ပါတယ်ကျွန်တော်လည်းဘယ်သူမှအကျွေးမပေးဘူးပါဘူးခင်ဗျာအခုလာတာလည်းအကျွေးလာတောင်းတာမဟုတ်ဘူးခင်ဗျာ အဲ့ဆိုဘာပဲဆန်လဲ ဟုတ်အိမ်တွေရှင်ကသူဈေးဘိုးပတ်စံတောင်းခိုင်းလိုက်လို့ပါသူဈေးဘိုးပတ်စံတောင်းမှုမေ့သွားလို့တဲ့အပြန်ယူပေးပါဆိုလို့လာတောင်းတာ တားပဲသူဈေးဘုံမှာပါမသွားတာတောင်းတယ်မင်းကိုအင်ဒရီရှင်ကတောင်းခိုင်းလိုက်တယ်လို့ငါဘယ်လိုရှုံရမှာလဲမင်းကကြားရအကြံဖန်လောက်တာဆိုရင်ဘယ်လိုလုပ်လဲ အဲ့ဆိုလဲသဘောပဲနော်ကျွန်တော်အိမ်တွေရှင်ကခါရတောင်းမှန်နဲ့ပြန်တောင်းပေးပါဆိုလို့ကျွန်တော်လာတောင်းတာအဲ့ဆိုလဲကျွန်တော်ဒီတိုင်းပြန်ပြောလိုက်မယ်ပြဿနာမရှိဘူးသွားပြီ ဟဲ့လာငါပေးလိုက်မယ်ဒါပေမဲ့ဒီတိုင်းတော့မပေးနိုင်မင်းဒီပတ်စံကိုယူသွားတယ်ဆိုတဲ့အကြောင်းလက်မှတ်တော့ထိုးပေးခဲ့ရ လက်မှတ်ထိုးပေးရမယ် ဟုတ်တယ် ရရလေဒါဆိုရင်စာရေးတဲ့ခါဒီလိုရေးရမယ် ပြောစမ်းပါ ဈေးသွားသည့်အိမ်တွေရှင်ဈေးဘိုးမေးကြံခဲ့၍ဇာနီသွေးရခရတောင်းမှန်အကူကြီးတောင်းသည့်အတွက်ဇာနီသွေးရမြစ်တာတရားရှေ့ထားကတစ်ခေါက်ပြန်လာ၍တောင်းသည်ကိုဒေါ်ရွှေလုံးကမယုံမကြည်ဖြစ်၍ဈေးဘိုးပတ်စံကိုဇာနီသွေးကအိမ်တွေရှင်ဟာပြန်ပေးလိုက်သည်ဟု ကဲတော်ဘာမှလည်းမရင်းနဲ့ဘာလက်မှတ်မှလည်းမထိုးနဲ့ကဲရော့ယူ ဟုတ်ကျွန်တော်ရေးခဲ့မယ် အမေမရေးပါနဲ့လက်မှတ်ပါထိုး မ ပေး လဲတော့ဘာလက်မှတ်မှလည်းမထိုးပါနဲ့ကဲတော့ပါတော့ပြန်လေးတော့ပါတော့ဘာမှလည်းမထိုးပါနဲ့ဘာမှလည်းမရေးပါနဲ့သွားပါမြန်ကြွပါအမလာမီရှင်တင်းကြောင်ကအတင်စီခံလိုက်ရပြန်ပြီစာနီတို့ဟမ်你好把钱呢？把到了家里，哎，来听下把钱呢？把你嘞？ဒေါ်ရွှေလုံး